အားလုံးပဲမင်္ဂလာပါ Mamis Knowledge Hub Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကောင်ကြီးကိုမြင်လိုက်တာနဲ့ခင်ဗျားတို့စိတ်ထဲမှာအကြောက်တရားဆိုတာကိုတန်းပြီးတော့ခံစားမိသွားစေမှာပါသူ့ရဲ့အဖြူရောင်ဖြစ်နေတဲ့မျက်လုံးတစ်ဖက်ကကြည့်လိုက်ရုံနဲ့တင်ဘလောက်တောင်သွေးအေးရက်ဆက်မဲ့ကောင်မျိုးဖြစ်မလဲဆိုတာခံမှန်းလို့ရတယ်ဗျသူ့နာမည်ကတော့မတ်ပိုဇာဖြစ်ပါတယ်မတ်ပိုဇာကို2016ခုနှစ်မှာတောင်အာဖရိကနိုင်ငံကရူကာ National Park ရဲ့အစိပ်အပိုင်းတစ်ခုဖြစ်တဲ့ Class 3 ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေထဲမှာပထမဦးဆုံးမှတ်တမ်းတင်နိုင်ခဲ့တယ်ဗျစတွေ့ချင်းမှာပဲမျက်လုံးတစ်ဖက်ကအဖြူရောင်ဖြစ်နေပြီးတော့ဒါကဂလာရူခိုမာလို့ခေါ်တဲ့မွေးရပါမျက်လုံးယောဂတစ်မျိုးဖြစ်တယ်ဗျဒီလိုမျိုးတစ်ဖက်လက်နဲ့ကြောက်စရာကောင်းတဲ့ရုပ်ရွေသွင်းပြင်းကြောင့်ပဲမတ်ပိုဇာကနာမည်ကြီးလာခဲ့တာပါသူ့ရဲ့တစ်ဖက်လက်မျက်လုံးကြောင့်ပဲ One Eye King ဆိုတဲ့နာမည်ပြောင်းကိုရရှိခဲ့တယ်ဗျဒီလိုမျိုးမွေးရပါအားနည်းချက်ရှိနေပြီမဲ့မတ်ပိုဇာမှာလည်းတခြား legend ချင်းတွေထက်မရောတဲ့ဂုဏ်သိက္ခာတွေရှိနေပါတယ်ဒါကလည်းအန်ဩစရာတော့မဟုတ်ဘူးဗျမတ်ပိုဇာရဲ့ဇာတိမြေဖြစ်တဲ့ Class 3ဆိုတာကအစမှကျွန်တော်ပြောခဲ့သလိုပဲကရူကာ National Park ရဲ့အစိပ်အပိုင်းတစ်ခုဖြစ်တယ်ဗျကရူကာဆိုတာကစပီးဆန်ရဲ့အရှိတ်ဒေသဖြစ်ပါတယ်ဒီနေရာမှာကမ္ဘာကျော် legendary ချင်းသေးအုပ်တွေအများအများပေါ်ထွက်ခဲ့တဲ့နေရာဖြစ်တယ်လို့အခုချိန်ထိလည်းနာမည်ကျော်ချင်းသေးတွေအများအများရှိနေတဲ့ဒေသတစ်ခုပါဒီလိုရေကန်မြေကန်ကောင်းတဲ့နေရာမှာမွေးဖွားလာခဲ့တဲ့မတ်ပိုဇာကလည်း legend ချင်းသေးတစ်ကောင်ဖြစ်လာခဲ့တာကမထူးဆန်းဘူးလို့ပဲပြောရမှာပါမတ်ပိုဇာရဲ့မွေးရမြေ Class 3ဆိုတာကတောင်အာဖရိကရဲ့ပုဂ္ဂလိကပိုင်ထိန်းသိမ်းရေးနယ်မြေတွေထဲမှာအကြီးဆုံးတွေကတစ်ခုဗျ600 စတုရန်ကီလိုမီတာလောက်အထိကိုကျဲပါတယ်ဒီထိန်းသိမ်းရေး area ထဲမှာအာဖရိကရဲ့ Big Five လို့ခေါ်တဲ့ချင်းသေးကြက်သစ်ကျွဲကြံ့နဲ့စင်တွေအားလုံးဒီပါကျက်စားကြပါတယ်မတ်ပိုဇာကလည်းဒီကျွဲဝါတဲ့မြေကိုအခြေပြုပြီးတော့သူ့ရဲ့နိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့တာဗျClass 3ကိုအခြေပြုပြီးတော့မှ Thorny Bush Private Game Reserve, Timber Bati နဲ့ Great Kruger ဒေသတွေအထိသူ့ရဲ့အာဏာစက်ကိုဖြန့်ကျက်နိုင်ခဲ့ပါတယ်။မတ်ပိုဇာရဲ့ပထမဦးဆုံးတိုက်ပွဲကတော့သူ့ကိုမှတ်တမ်းတင်ပြီးမကြာမီ2016ခုနှစ်လောက်မှာပဲစဖြစ်ခဲ့တာဗျ။အဲ့ဒီအချိန်ကမတ်ပိုဇာရဲ့ coalition က Older Maposa Male လို့ခေါ်တဲ့ချင်းလေးတစ်ကောင်နဲ့နှစ်ကောင်နဲ့ coalition ဖွဲ့ထားခဲ့တာဗျ။ဒီနှစ်ကောင်အသက်4နှစ်ကြာတော့မှ Class 3မှာအာဏာသိမ်းပြီးတော့ဘရင်တက်လုပ်ခဲ့တာပါ။အဲ့ဒီအချိန်က Class 3ကိုမင်းမှုထားတာက Trilogy လို့ခေါ်တဲ့ချင်းသေး၃ကောင်ဖြစ်တယ်ဗျဒီ၃ကောင်က Class 3မှာစပြီးတော့နန်းတက်တုန်းကမတ်ပိုဇာတို့ကလမ်းထဲမှာဂွေလိမ့်နေတဲ့ chart တွေဘဝပဲရှိပါသေးတယ်အဲ့ဒီအချိန်ကတော့ Trilogy ဆိုတဲ့အတန်ကြားရင်အဲ့ဒီ chart တွေပုံဖို့လို့နေရာရှာခဲ့ကြရတာပေါ့အခုတော့အရွယ်လေးရောက်လာပြီဆိုတော့မတ်ပိုဇာတို့ကခြေအားတိုင်းမှုဆုံးဖြတ်လိုက်ပါပြီဒါပြင်ကမှ Trilogy တွေကလည်းအသက်အရွယ်အရာသင်္ကန်းကုန်းကိုခြေတစ်ဖက်လန်းနေပြီဆိုတော့ဒီဘွဲကမတိုက်ခင်ကလေးကအပြေထွက်နေပြီးသားလို့ပဲဆိုရမှာပါMMA လောကကပွဲတွေလို့လောင်းကြီးတွေသာရှိခဲ့ရင်ဒိုင်ပြေးရမယ့်ပွဲမျိုးပေါ့ Trilogy 3ကောင်ကအတွေ့အကြုံပိုများပေမဲ့အသက်အရွယ်ကြောင့်မတ်ပိုဇာ2ကောင်ကိုမရှင်းနိုင်ခဲ့ပါဘူး3ကောင်2ကောင်ဆိုပေမဲ့လူငယ်ခြေတက်ဖြစ်နေတဲ့မတ်ပိုဇာတွေကပဲဒီပွဲမှာတတရရနဲ့စားသွားခဲ့တာဗျဒီတိုက်ပွဲအောင်မြင်မှုကြောင့်ပဲ2016ခုနှစ်မှာမတ်ပိုဇာ2ကောင်က Class 3 ထီးနန်းကိုဝင်ထိုင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီ2ကောင်ကအလုံးလုံးတာပုံမလာဘူးဗျဇလန်းကိုအပီးမဖြတ်ဖဲနဲ့လိုချင်တာရယုံနဲ့ရက်ပစ်ခဲ့ကြတာပါTrilogy 3ကောင်တွေကတကောင်ကအရှုံးပေးသလိုလိုလက်နက်ချသလိုလိုနဲ့အယူခွက်နင်းသွားတာကိုဒီတိုင်းကြည့်နေခဲ့တာဗျကိုဘက်ကနိုင်နေတဲ့အချိန်မှာဇလန်းကိုအမြင့်ဖြတ်ပြရမှာဖြစ်ပေမဲ့ဒီနှစ်ကောင်ကတော့အပျော်လွန်နေခဲ့ပုံရပါတယ်ဒါကြောင့်ပဲလွတ်သွားတဲ့ Trilogy တကောင်နဲ့နောက်ပိုင်းမှာမလိုအပ်တဲ့တိုက်ပွဲကိုဆက်တိုက်ခဲ့ရတာပါဒါ့အပြင် Class 3ကိုရပြီးတဲ့နောက်ပိုင်းမှာလည်း Coalition ကိုအားမတိုးဘဲနဲ့နှစ်ကောင်နဲ့အောက်ခြေလွတ်နေခဲ့တာဗျဒါကြောင့်ပဲ2018ခုနှစ်မှာ Rosemel လို့ခေါ်တဲ့ချင်းလေးနှစ်ကောင်ကClass 3 တဲ့တီကိုဝင်လာပြီးတော့မတ်ပိုဇာညီနောင်ကိုပြင်းခဲ့ပါတယ်ဒီပွဲမှာ Older မတ်ပိုဇာကဒဏ်ရာတော်တော်များခဲ့တယ်ဗျဒီဒဏ်ရာနဲ့ပဲမပြန်လန်းကိုခတ်သွက်ကလေးခီးနှင်သွားခဲ့ပါပြီအစကတည်းကနှစ်ကောင်ကျွတ်မတ်ပိုဇာကအခုတော့တစ်ကောင်ကျွတ်ဖြစ်သွားပြီဗျဒါပေမဲ့မတ်ပိုဇာကိုလေးစားစရာကောင်းတာကအချိန်နဲ့အချိန်ကာကိုလိုက်ရောညီထွေစွာနေတတ်တာပါပဲတကောင်နဲ့ဖြစ်နေတဲ့အချိန်မှာတော့ Class 3ကနေထွက်မသွားဘဲနဲ့ Rosemary ကိုတပည့်ခံတယ်လို့အရှုံးပေးတယ်လို့နဲ့နှစ်ချက်ကွက်နင်းပြီးတော့နေခဲ့တာဗျအဲ့ဒီအကွက်ကမီဒီယာတွေစီကိုရောက်တော့ရင်းရင်မှုနဲ့ဉာဏ်ပညာကိုအသုံးချပြီးရှင်းသန်နေတယ်ဆိုပြီးဖြစ်သွားပါလေရောတကယ်တော့ဒါကလည်းမှန်တင်တဲ့လောက်တော့မှန်ပါတယ်ရန်သူတွေရှိတဲ့နေရာမှာအသက်မခံရအောင်ပါပါနဲ့နေဖို့ဆိုတာကလွယ်တာမှမဟုတ်တာမတ်ပိုဇာကတော့တစ်ဖက်တည်းရှိတဲ့မျက်လုံးလေးပိကလက်နဲ့အယူကွက်နင်းနိုင်ခဲ့တယ်ဗျတကယ်တော့မတ်ပိုဇာရဲ့ဘဝကတော်တော်လေးအချိုးအကွေ့များသလိုအတက်အကျလည်းကျန်းခဲ့တယ်လို့ဆိုရမှာပါ2016မှာ2ကောင်နဲ့3ကောင် coalition ကိုနိုင်ပြီးတော့နယ်မြေရခဲ့ပြီမဲ့နှစ်နှစ်အကြာ2018ခုနှစ်မှာတော့2 vs 2မှာရှုံးပြီးတော့နန်းချခံခဲ့ရပါတယ်ဒါပေမဲ့မတ်ပိုဇာကအခုအကြံထုတ်နေပြန်ပြီဗျ
2018နှစ်ကုန်ပိုင်းလောက်မှာဒီကောင်က Tony Bush နယ်မြေတွေကိုဝင်ရောက်လာခဲ့တယ်ဗျအဲ့ဒီနောက်အုပ်ချုပ်သူ coalition မရှိတဲ့ Avoca Pride ချင်းတွေမှာအုပ်ထဲကိုဝင်ပြီးတော့ခက်တီတီနဲ့ဘရင်ဝင်လုံနေပါလေရောဒီလိုမျိုးအချိုးချောင်းဘရင်လုတ်ခဲ့ပြီးမဲ့ Avoca Pride ကလည်းပေါက်လွတ်ပဲစား Pride တခုတော့မဟုတ်ဘူးဗျဒီအုပ်စုက Tony Bush နဲ့ Timbervati နယ်စပ်မြင်းသားလေးမှာအခြေချပြီးတော့တော်တော်လေးအင်အားကြီးတဲ့ချင်းတွေမှာအုပ်စုပါကြည့်ရတာကတော့အဲ့ဒီအချိန်မှာ Avoca ချင်းတွေအုပ်ထဲမှာချင်းတွေမတွေအနေနဲ့ယာသီစဝန်းစားတင်နေခြင်းဖြစ်နိုင်နေဗျမိတ်လိုက်ဖို့လိုအပ်နေတဲ့အချိန်မှာ Hatchlong ဆိုပြီးတော့ရောက်လာတဲ့မက်ပိုစာကိုအလွယ်တကူလက်ခံခဲ့ပါတယ်မက်ပိုစာကလည်းအကြံတစ်ခုရှိသေးပုံရပါတယ် Avoca Pride ထဲကအရွယ်ရောက်ခံဒီချင်းတွေဒီနှစ်ကောင်ကိုမတက်ခဲ့ဘူးဗျနှင်းထုတ်တာတော့မလုပ်ပဲအဖွဲထဲမှာပဲနေတကွင်းပေးခဲ့ပါတယ်ဒါကနောက်တစ်ချိန်မှာသူ့အတွက် coalition ဖွဲ့ဖို့အတွက်ရည်ရွယ်ထားတာအဖြစ်နိုင်ဆုံးပဲဗျအဲ့ဒီနောက်မကြာခင်မှာပဲ Avoca Pride ထဲမှာမက်ပိုစာရဲ့မျိုးဆက်တွေရရှိလာခဲ့ပါတယ်အဲ့ဒီထဲကတကောင်ကအခုလက်ရှိ Young Avoca Male လို့ခေါ်တဲ့နာမည်နဲ့ဘရင်ဖြစ်နေပြီဗျဒါပေမဲ့ Avoca Pride ထဲကသူမတက်ဖဲထားခဲ့တဲ့နှစ်ကောင်ကတော့မက်ပိုစာကိုပထွေးမှန်းတိသွားကြလို့ထင်ပါတယ်သူတို့ဘာသာပဲအုပ်စုကိုစွန့်ခွာသွားတယ်ဗျဒီလိုနဲ့2019ခုနှစ်မှာတော့စိုင်ကော်လို့ခြုံပေါ်ကိုရောက်လာတဲ့မက်ပိုစာအနေနဲ့ရန်သူတော်ဟောင်းကြီးနဲ့ပြန်ပြီးတော့တွေ့ဆုံခဲ့တယ်ဗျအဲ့ဒီကောင်ကတော့2016မှာမက်ပိုစာတို့ညီနောင်သဘောကောင်းပြီးတော့လွတ်ပေးလိုက်တဲ့ Trilogy Coalition နဲ့က Scar လို့ခေါ်တဲ့ချင်းလေးပါ Scar အနေနဲ့ကတော့မက်ပိုစာကိုနယ်မြေပေးခဲ့ရပြီးတော့ Tony Bush ကြီးအပြေးလာရခဲ့ပေမဲ့အခုတော့မက်ပိုစာကသူပြေးလာတဲ့နေရာမှာပဲဘရင်ထက်ဖြစ်လာတော့ Scar လည်းတော်တော်လေးဘူသွားပုံရပါတယ်မထူးဆက်ခင်းပြီးတော့မက်ပိုစာကိုဝင်လုံးတော့တာပဲအသက်အရွယ်ကစိတ်သွားတိုင်းကိုမပါဖြစ်နေပြီမို့ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ခဲ့ပေမဲ့နောက်ဆုံးမှာမက်ပိုစာရှော့တာကိုခံလိုက်ရတယ်ဗျဒီတိုက်ပွဲကနယ်မြေရရှိခဲ့မှုမရှိပေမဲ့မက်ပိုစာအတွက်ကတော့သိက္ခာပိုင်းဆိုင်ရာအမျက်ထွက်ခဲ့တဲ့ပွဲပါ Tony Bush မှာသူ့ရဲ့အာဏာကပိုပြီးတော့ခိုင်မာလာခဲ့ပြီးတော့ Avoca Pride ကိုလည်းကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ်ဗျ2019ခုနှစ်နောက်ပိုင်းမှာ Sikukutas လို့ခေါ်တဲ့ချင်းလေးနှစ်ကောင်နဲ့ပူးပေါင်းခဲ့ပါသေးတယ်သုံးကောင်ပေါင်း coalition တစ်ခုဖြစ်လာမယ်လို့ထင်ခဲ့ကြပေမဲ့ဘာကြောင့်မှမသိဘူးခွာပြဲခဲ့တယ်ဗျ Tony Bush ရဲ့မြောက်ပိုင်းကိုနယ်မြေချဲထွင်နိုင်ခဲ့ပြီးတော့မပိုစာကတကောင်နဲ့ပဲအချိန်တော်တော်များများနေတတ်တာကြောင့်အုပ်စုကွဲသွားတာဖြစ်နိုင်ကြီးအရှိဆုံးပါပဲ2020ဝန်းကျင်တွေကတော့မပိုစာရဲ့ prime time လို့ပြောရမယ်ဗျဖုံးမိနေလားအချိန်အဝါတွေထွန်းတောက်ခဲ့ပါတယ် Tony Bush မြောက်ပိုင်းက Moana Pride ချင်းလေးအုပ်ကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်အဲ့ဒီ prime နဲ့ပဲသားပေါင်း9ကောင်6ကောင်လောက်ရရှိခဲ့ပြီးတော့အခုဆိုရင်ဒီသားပေါက်တွေက Moana Boys Coalition ရဲ့ဘရင်တွေဖြစ်နေကြပါပြီ prime time ကိုကြော်လွန်လာခဲ့တဲ့အချိန်မှာတော့မပိုစာရဲ့ဘွားကအစိုးရဘက်ကိုပြန်ပြီးတော့ဦးတည်လာခဲ့တယ်ဗျ2023ခုနှစ်မှာ Black Gang Mill တွေက Tony Bush ကိုဝင်ရောက်လာခဲ့တယ်ဗျမပိုစာအနေနဲ့ဒီနယ်မြေကို9နှစ်လောက်အုပ်ချုပ်ပြီးတော့အခြေခိုင်းနေတာကြောင့် Black Gang Mill တွေအနေနဲ့လည်းချက်ချင်းကြီးတော့ဝင်မသိမ်းရသေးဘူးဗျဒီမိစားကိုမပိုစာက2နှစ်လောက်ကြာတဲ့အထိကြိတ်ပြီးတော့ငြိမ့်သက်ဖို့ကြိုးစားခဲ့ပါတယ်သူ့ရဲ့အဓိကအားနည်းချက်က coalition မရှိတာပဲဗျတကောင်နဲ့ဒီလေးကောင်ကိုရှင် fight ဖို့ဆိုတာကကိုယ်တွေ့တွင်ကိုတူးနေရတယ်လို့ပဲဆိုတာမပိုစာကသိပါတယ်ဒါပေမဲ့ချက်ချင်းထွက်ပြေးတာမျိုးလည်းမလုပ်ခဲ့ပါဘူးဟန်ကိုဖို့လုံရင်ကျင်းမောင်းသလိုချင်းချောက်သလိုလိုတွေလုံရင်းနဲ့ထိတ်တိုက်မတွေ့အောင်ကတ်တိုးလေးရှောင်နေခဲ့တာဗျ2024ခုနှစ်နောက်ပိုင်းမှာတော့ရှောင်းရနယ်မြေကကျင်းလာပြီးတော့ Black Dam Race ကိုနယ်မြေအကုန်ထိုးအပ်ပြီးတော့ Timbervati ဘက်ကိုထွက်ပြေးသွားခဲ့ရပါတယ်Timbervati ကိုရောက်ပြီးနောက်ပိုင်းမှာတော့မပိုစာကိုသိမ့်မတွေ့ရတော့ပဲ2025ခုနှစ်မှာတော့လုံးဝပျောက်ကွယ်သွားတာကြောင့်မို့အားလုံးကသေဆုံးသွားပြီလို့ယူဆခဲ့ကြပါတယ်မပိုစာရဲ့ထူးခြားချက်ကတကောင်နဲ့နယ်မြေတွေသိမ်းနိုင်တာပဲဗျမပိုစာလိုမျိုး coalition မရှိပဲတကောင်နဲ့ဘရင်လုံးနိုင်ခဲ့တဲ့ကောင်ကတော်တော်ရှားပါတယ်ဒါကသူ့ရဲ့အကြီးမားဆုံးအားသာချက်ဖြစ်တယ်လို့အင်အားများတဲ့ကောင်တွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့အကြီးမားဆုံးအားနည်းချက်လည်းဖြစ်နေပြန်ပါတယ်ဘလို့ပဲဖြစ်ဖြစ်တစ်ဖက်လက်မပိုစာကလည်းကျွန်တော်တို့ချင်းလေးတွေအကြောင်းပြောတဲ့အခါမှာတခုတ်တရထည့်သွင်းပြောကြရမယ် legendary ချင်းလေးတစ်ကောင်ဖြစ်တယ်ဆိုတာကတော့သိကြပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်စို့ခင်ဗျာ